မင်္ဂလာပါဒီနေ့မှာတော့ဒါ Photoshop မှာပါဝင်တဲ့ tools တွေအကြောင်း part 5 video ဖြစ်ပါတယ်နော်ပထမတစ်ခုအနေနဲ့ကတော့ crop tool ပေါ့နော် crop tool ကတော့သူ့ရဲ့နာမည်တိုင်းပဲဒါပုံတွေကိုကို size ကိုလိုချင်တဲ့ size crop လုပ်ချင်တဲ့အချိန်မှာဒီမျိုး crop လုပ်လို့ရတယ်ဒီလိုရွှေ့လို့ရတယ်ကိုလိုချင်တဲ့အပိုင်းလေးပဲဖြတ်ထုတ်ချင်တယ်ဆိုရင်ဖြတ်ထုတ်လို့ရတယ်ပေါ့နော်ဒီလို crop tool နဲ့ကိုလိုချင်တဲ့နေရာထားပြီးသွားရင် enter ခေါက်လိုက်လို့ရှိရင်တော့ဒီလိုမျိုးပုံစံမျိုးcrop ဖြစ်သွားမှာပေါ့နော် control Z ပြန်နေလိုက်လို့ရှိရင်တော့ပထမတိုင်းပြန်ရမှာပေါ့နော်အဲ့နေရာမှာကိုက crop လုပ်ထားတဲ့ဒီဘောဟာတွေဖြတ်လိုက်ပေါ့နော်ဒီမှာဆိုရင်ကိုကဒီလို crop လုပ်လိုက်တယ်ဒီလိုမျိုး mouse နဲ့ဆွဲပြီးတော့လည်းcrop လုပ်လို့ရတယ်ပေါ့နော်ဒီလိုမျိုးကိုလိုချင်တဲ့နေရာလေးကို crop လုပ်လိုက်တယ်အဲ့နေရာမှာသူက crop လုပ်လိုက်တဲ့အချိန်မှာ crop လုပ်လိုက်တဲ့ area ရဲ့ပြင်ပကဘေးဘက်ကအရာတွေကိုတခါတည်းဖြတ်လိုက်ရှင်လည်းရတယ်အဲ့ဒါဆိုရင်သူကဒီမှာ delete crop pixel ဆိုပြီးတော့ပါတယ်ပေါ့နော်အဲ့လိုဆိုရင်တော့နောက်ပိုင်းမှာဒီ crop ကိုတခြားဟာတွေပြင်နေနေနောက်ပိုင်းပြန်ချဲ့လို့ရှိရင်ဒီ crop လုပ်ထားတဲ့ဟာမကြံတော့ဘူးပေါ့နော်ဒီမှာပြန်ချဲ့လို့ရှိရင် crop လုပ်ထားတဲ့သူအရင်တော့ရှိပြီးသားအရာတွေကမကြံတော့ဘူးပေါ့နော်သူပြတ်သွားတယ်ပေါ့ဒီမှာ full ဒီ background color ကြီးပေါ်လာတယ်ပေါ့နော်အဲ့လိုမဖြစ်ချင်ဘူးဆိုရင်သူကဒီဟာကိုအမှန်ကြီးဖြုတ်ထားလို့ရတယ်ဒီအောင်မှန်ကြီးဖြုတ်ထားပြီးကျွန်တော်ပြန်ဖြောက်ပြမယ်နော်ပြန်ပြီးတော့ crop လုပ်ပြမယ်နော်crop နဲ့ပြန်သွားလိုက်မယ်ပြီးရင် crop tool နဲ့ဒီမှာအမှန်ကြီးဖြုတ်ထားတယ်ပြီးရင်ကိုလိုချင်သလောက်ဒီမှာ crop လုပ်လိုက်မယ်ခုနလိုပဲ crop လုပ်လိုက်မယ်ဒီဘေးမှာပုံရှိတယ်နော်ပြီးရင် enter နှိပ်လိုက်မယ်ဒါဆိုပြီးရင်ကိုတခြားဟာတွေပြင်ရင်လည်းဒီနေ့ဖြတ်ထားတဲ့နေရာပြန်လိုချင်တယ်ဆိုလည်းဒီမှာပြန်ဆွဲပြီးတော့ယူလို့ရတယ်ဒါကတော့ဒီမှာအမှန်ကြီးဖြုတ်ထားတာနဲ့အမှန်ကြီးချစ်ထားတာနဲ့ကွာခြားချက်ပေါ့နော်ဟုတ်ပြီဒါကတော့ crop tool ပေါ့နော်ဒါ crop tool ရဲ့လုပ်တဲ့ပုံစံပေါ့နော်နောက်တစ်ခုက eyedropper tool ကတော့ဒါအရောင်တွေယူတဲ့ဟာပေါ့နော်ဒီမှာဆိုရင်ဒီစာကအနက်ရောင်လေးထောက်လိုက်ရင်ဒီမှာ foreground color မှာအနက်ရောင်လေးဝင်သွားမယ်အဖြူလေးကိုထောက်လိုက်ရင် foreground color မှာဒီမှာ current layer ဆိုပြီးရွေးထားတယ်နော်ဒီမှာ all layer ကိုရွေးပြရမယ် all layer ကိုရွေးထားမှာဒီမှာအဖြူလေးထောက်လိုက်ရင်အဖြူဝင်မယ်အနက်လေးကိုထောက်လိုက်ရင်လည်းဝင်မယ်တခြားပုံမှန်ရှိတဲ့ဘယ်နေရာကိုထောက်ဒီမှာအရောင်တွေဝင်မယ်ပေါ့နော်ခုနကတော့ကြတော့ current layer ဆိုပြီးရွေးထားတယ် current layer ဆိုပြီးရွေးထားရင်တော့ဒီမှာ select မှတ်ထားတဲ့စာ layer ကအရောင်ကိုပဲယူလို့ရမှာနော်စာ layer အရောင်ပဲယူလို့ရတယ်ဖြစ်သွားတာပေါ့နော်အနက်ကိုပဲစာ layer ဖြစ်တဲ့အနက်ကိုပဲယူလို့ရတာပေါ့နော် all layer ကိုရွေးထားမှာပုံမှန်ရှိတဲ့ဘယ်အရောင်ကိုမဆိုယူလို့ရမှာဖြစ်တယ်နော်ပြီးဒီမှာဒီတိုင်းပဲ clip ပဲလိုက်ထောက်လို့ရှိရင်အပေါ် foreground ကိုပဲအရောင်ပြောင်းသွားတယ်ကိုက background ကဒီ background ကအရောင်ယူချင်တာဆိုရင် alter လေးဖြည့်ပြီးတော့နှိပ်ရင် background ကအရောင်လေးပြောင်းသွားတယ်ဒီနေရာလေးမပြောင်းသွားဘူးနော် background ကအရောင်လေးတွေပြောင်းသွားတယ်ဒီလိုမျိုးလုပ်တာဖြစ်တယ်ပေါ့နော်ကိုကပုံမှန်သုံးထားတဲ့အရောင်ကိုယူခြင်းဒီဟာနဲ့ eyedropper နဲ့ယူလို့ရတယ်နော်နောက်တစ်ခုက ruler 2ပေါ့နော်ဒီကြားတဲ့ဟာတွေကတော့တိတ်အသုံးမများတဲ့ဟာတွေမလို့မပြောတော့ဘူးနော်ဒီ ruler 2ဒါအသုံးဒီ ruler 2တော့မှတော်တော်လေးအသုံးနေပါတယ်ဒါပေမဲ့ဒါကတော့သိထားတဲ့နေဆိုလို့ထင်လို့ဒါထည့်ပြီးပြောပြပေးတာနော် ruler 2ကကြတော့ဒီအကွာဝေးတွေတိုင်းတဲ့နေရာမှာလည်းသုံးတယ်ဘယ်လိုတိုင်းလဲဆိုရင်ဒီမှာ ruler 2လေးကိုယူထားလိုက်မယ်ပြီးဒီမှာဒီ Photoshop ဆိုတဲ့စာတန်းရဲ့ site ပေါ့နော်ဒီလိုဆွဲလိုက်မယ်ပြီးသွားရင် window တွေက info shortcut ကတော့ F8 ပေါ့နော် info တွားကြည့်လို့ရှိရင်ဒီမှာရှိတယ် width ပေါ့နော်သူရဲ့ width က 2.360 ဒါဘာနဲ့ပြဘာ unit နဲ့ပြနေရလဲသိချင် control R ကိုနှိပ်လိုက်ပါနော် control R ကိုနှိပ်လိုက်ပြီးရင် right click ဒီမှာ inches ဆိုပြီးတော့ပါတယ်နော် inches ဒါဆို inches နဲ့ပြတယ်ဒီမှာ right click millimeter နဲ့ပြသိချင်လဲ millimeter ရွေးလို့ရတယ်ဒီမှာတော့ inches ပဲထားလိုက်မယ်နော် inches နဲ့ပြရဲဒါ 2.36 ဆိုတော့နလမကျော်လေးရှိတယ်ပြီးတော့သူ့ရဲ့ ruler 2ကိုပဲယူထားရနော်ဖိပြီးတော့ဖိပြီးတော့ဆွဲကြည့်လိုက်မယ်သူ့ရဲ့အမြင့်ကဘယ်လောက်ရှိလဲပေါ့ဒါဆိုရင် 0.4 ဆိုတော့လက်မဝက်လောက်ပဲရှိတယ်ပေါ့နော်ဒါတွေကဘယ်နေရာမှာသုံးလဲဆိုရင်ဒါဗနိုင်းတွေပါတွေ site ကြီးတွေထုတ်တဲ့ခါကျရင်ကို design ထဲမှာဆွဲထားတဲ့စလုံး site တွေပါတွေကိုအချမ်းမြင်ဒါ customer သိချင်တာပဲဖြစ်ဖြစ်ကိုကသိချင်တာပဲဖြစ်ဖြစ်အပြင်မှာဘယ်လောက် site လောက်မြင်ရမလဲသိချင်တာပဲဖြစ်ဖြစ်ဒီလိုမျိုးတိုင်းလို့ရတယ်ပေါ့နော်ပြီးရင်နောက်တနည်းကြတော့ဒီလိုစောင်းနေတဲ့ပုံတွေပေါ့နော်ဒီလိုစောင်းနေတဲ့ပုံတွေတဲ့ကျင်တဲ့နေရာမှာလည်းသုံးလို့ရတယ်ဘယ်လိုတဲ့လို့ရလဲဆိုရင်ခုနတိုင်းပဲ mouse လေးနဲ့ဖိပြီးတော့ဆွဲလိုက်မယ်ကိုဖြောင်းကျင်တဲ့နေရာကိုပြင်ကျင်တဲ့နေရာပေါ့နော်ဒီလိုကိုညီစေချင်တဲ့ဟာကိုသူ့ရဲ့ line အတိုင်းလေးဆွဲလိုက်မယ်ပြီးရင်
ပေါ်မှာရှိတဲ့ shading layer ဆိုတဲ့ဟာလေးကိုနှိပ်လိုက်မယ်ဒါဆိုရင်သူကတဲ့သွားပြီပေါ့နော် okay ပြန်လုပ်ပြင်မယ်နော်ပုံပွားလိုက်မယ်ပြီးအောက်ကဟာကို layer ကိုခဏမှိတ်ထားလိုက်မယ်ပြီးရင်ဖြောင်းတိုင်းဆွဲလိုက်မယ်ပြီးရင် shading layer ကိုနှိပ်လိုက်မယ်ဒါဆိုရင်ဒီမှာပထမစောင်းနေတဲ့ပုံကိုတဲ့သွားလိမ့်မယ်နော်စောင်းလိုက်တဲ့အတွက်ဒီမှာလွတ်သွားတဲ့ဟာလေးရှိတယ်အဲ့ဒါလေးကိုက Photoshop နဲ့ဖြည့်ရင်ဖြည့်မယ်မဖြည့်ရင်လည်းဒီလိုချဲလိုက်လို့ရတယ်ဒါဆိုရင်တော့ခုနစောင်းနေတဲ့ပုံကဒီလိုလေးတဲ့ပြီးလို့ရတယ်ဒီတော့ဓာတ်ပုံရရင်လည်းနည်းနည်းလေးစောင်းတာတို့ဘာလို့ဆိုရင်ဒီလိုပုံစံမျိုးလေးပြင်ကြရတယ်ပေါ့နော် okay အားလုံးပဲအဆင်ပြေမယ်လို့ပြောလိမ့်ပါတယ်နော်